ကျုပ်ကနည်းနည်းလေးပဲဝါရတယ်ဗျာဒါမှပြောသွားအယိုးဆုံးကအစမ်းဆုံးဆိုတဲ့အတိုင်းကြက်ကလီစာစီပြန်မဆလာဟင်းကိုရိုးရိုးလေးပဲချက်လိုက်တာအရန်စားလို့ကောင်းတယ်မဆလာဟင်းတစ်ခွက်ဖြစ်သွားတယ်ဗျာကလီစာတွေကိုညှိနှမ်းပြောက်သွားအောင်စားစနွန်းလေးနဲ့ပဲအရင်ပြုတ်ထားလိုက်တယ်စီပြန်ဟင်းတစ်ခွက်ကအရသာကစီတက်တဲ့အချိန်ပေါ်မှာအများကြီးမူတည်နေပြီးတော့ပြုတ်ထားတဲ့ကြက်ကလီစာလေးတွေထဲစီတက်ထားတဲ့အနှစ်လေးတွေနဲ့သားနဲ့ဖြစ်သွားအောင်တေချာလေးမှုပေးရပါနော်မွေးလေးဟင်းခတ်မဆလာခတ်မယ်ဟင်းပွက်လာရင်ကြက်အသေးထဲ9မိနစ်လောက်တည်ပြီးအပေါ့ငံပြီးစားလို့ရပြီမဆလာနဲ့ပြင်းပြင်းမဟုတ်ပဲတင်းတင်းလေးမွေးတယ်ဟင်းရအောင်မပြောင်းဘူးမဆလာသုံးတဲ့အခါမှာသူများနှစ်စွန်းငွေလေးတစ်စွန်းပဲထည့်စရာလိုတယ်ကြက်ကလီစာမဆလာချက်မင်းဘူးဘူးလေးနဲ့စားဝဲလေဦးကနူးအင်းညာ